တင်းရဲ့စေပွားရေးလုပ်ငန်းပေါ်မှာတင်းရဲ့နှုတ်ကပတ်တော်ကိုစေလွှတ်ပါတင်းရဲ့သားသမီးများပေါ်မှာနှုတ်ကပတ်တော်ကိုစေလွှတ်ပါတင်းရဲ့စေပွားရေးလုပ်ငန်းတင်းရဲ့ကျမ်းမာရေးတင်းရဲ့ခန္ဓာကိုယ်ပေါ်မှာတင်းအနာတွေ့တယ်ဆိုရင်မကြောက်ပါနဲ့လက်ကိုတင်ပြီးတော့တင်းရဲ့နှလုံးသားကိုယေရှုနာမနဲ့အမိန့်ပေးပါတင်းရဲ့အယိုးများကိုယေရှုနာမနဲ့အမိန့်ပေးပါတင်းရဲ့ကျမ်းမာခြင်းကိုကြင်ညာပါဟာလေလုယာဒါဟာဖခင်တခင်ကကျွန်တော်တို့စိတ်ခိုင်းတာဖြစ်ပါတယ်ဖခင်တခင်ကကျမတို့ကြုံတွေ့နေရတော့စင်ခေါ်ခြင်းတစ်ခုစီတိုင်းကိုသူရဲ့နှုတ်ကပတ်တော်အပြင်ကျွန်တော်တို့ကိုကြော်လွှားခွင့်ပေးတာဖြစ်ပါတယ်မိကတောတော့ဂျင်းမြတ်တော့စင်ခေါ်ခြင်းမျိုးကြောက်စရာကောင်းတော့စင်ခေါ်ခြင်းမျိုးလူရဲ့ခွန်အားဖြင့်ဘလို့မနိုင်လို့မရတော့ကျွန်တော်တို့အတွေ့အခေါ်ကျွန်တော်တို့စစ်သမျှအလုံးပဲဝေလို့မရတော့အရာကိုဖယားတကယ်နှုတ်ကပတ်တော်အပြင်အောင်မင်ချင်းပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဗာတင်ပေးထားတယ်လဲဆိုရင်ဖယားတကယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဒီဣသရေလလူမျိုးတွေကဇေရခုံမြို့ကြီးကိုမြို့ဇိုးကြီးကိုသူတို့ဖြိုဖျက်တဲ့ခါမှာသူတို့ဒီအတန်ကြေလုံးဆိုအော်ရလို့ပြုတ်ကြတာမဟုတ်ဘူးဟာလေလုယာဖယားတခင်ကတော့အော်ခိုင်းတယ်သူတို့အော်ရတဲ့အတန်ကြောင့်မဟုတ်ဘူးဖယားတခင်လှုပ်ခိုင်းတဲ့အရာကိုသူတို့တွေလှုပ်တော့ကြောင့်သူတို့တွေအောင်မြင်ခြင်းရတာဖြစ်တယ်ဟာလေလုယာထိုဖယားရှင်နာမတော်ဘုန်းကြီးပါစေဖယားတကယ်လမ်းဝင်ချက်အတိုင်းလှုပ်ဆောင်ခြင်းထဲမှာတကူရှိတာဖြစ်တယ်ငါတို့စစ်တိုက်၍သုံးဆွဲရတော့လက်နဲ့ဒီဇာတိလက်နဲ့မဟုတ်ဖယားတခင်ရဲ့တကူတော်အဖြစ်မြုပ်ယူမြုပ်ပြတ်တော့ကိုဖြိုဖြတ်နိုင်တော့လက်နဲ့ဖြစ်၏ကျွန်တော်တို့အသုံးပြောရမယ်လက်နဲ့ကလူရဲ့လက်နဲ့မဟုတ်တော့ဘူးဟာလေလုယာလူရဲ့ညာအဖြစ်ကျွန်တော်တို့ရဲ့အယံစန္ဒရှိရလို့ကျွန်တော်တို့လူချင်းပင်ပြရလို့ဖြစ်တာမဟုတ်ဘဲနဲ့ဖယားတခင်ပေးတော့ဝိညာဉ်လက်နဲ့ကိုဖယားသားသမီးများကအသုံးပြုတ်ဖယားတခင်အလိုတော်ရှိတာဖြစ်ပါတယ်ဟာလေလုယာတို့ဖယားရှင်နာမတော်မုန်းချပါစေဇေရကုမြို့ကြီးမြို့စုတကားကြီးကိုမောက်လန်စေရတော့ဖယားတခင်ဟုတ်ကပတ်တော်ကယနေ့ကျွန်တော်တို့တယောက်စီတိုင်းကြုံတွေ့ရတော့မိသားစုပြဿနာကျမ်းမာရေးပြဿနာစီးပွားရေးပြဿနာလုပ်ငန်းခွင်မှာကြုံတွေ့ရတော့ပြဿနာတစ်ခုစီတိုင်းကိုမောက်လှန်ရဖြစ်စေနိုင်တော့ဖယားတကယ်ဝိညာဉ်တော်ရဲ့လက်နဲ့ကိုဖယားတကယ်ကျွန်တော်တို့ကိုအသုံးပြုစေလိုတာဖြစ်ပါတယ်ထို့ဖယားရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်မလို့ဖယားသားသမီးတွေကကျွန်တော်တို့စိန်ခေါ်ခြင်းတွေ့ရတဲ့ခါမှာပြဿနာကြုံရတဲ့ခါမှာဘုရားတကယ်နှုတ်ကပတ်တော်ကဘာပြောတယ်လဲဆိုတာကိုကျွန်တော်တို့ဒီခဏလေးပြန်ဆင်ခြင်ပြီးတော့အဲ့ဒီအတိုင်းကျွန်တော်တို့ဒီလှုပ်ဆောင်ဖွင့်ရန်သိယူတဲ့ဆိုရင်အောင်မြင်ခြင်းတွေငါတို့အပိုင်းဖြစ်ပါတယ်။ငွေစည်းကြေးစည်းပြဿနာကျမ်းမာရေးစင်ခေါ်ခြင်းမိသားစုစင်ခေါ်ခြင်းကျွန်တော်တို့ထဲမဟုတ်ဘူးလူတိုင်းကကဘာပေါ်မှာရှင်းနေတော့ခက်အဆက်ဆက်တို့ကြုံတွေ့ရတယ်ဒါပေမဲ့ဖယားသားများကနှုတ်ကပတ်တော်အတိုင်းဖယားသခင်နှုတ်ကပတ်တော်အတိုင်းလက်တွေ့လှုပ်ဆောင်ပွင့်ရချီလန်းတန်းတော်တို့တွေအောင်မြင်တော်သူများဖြစ်ပါရဲ့